ဒီနေ့တော့ဘောနော်ဒီမှာအမတယောက်ပြောလို့ခင်းတဖားတည်းဒီလောက်ဖြစ်နေပြီဆိုရင်လည်းနည်းနည်းလေးတူဖြုတ်လိုက်တော့တဲ့ကြိတ်လိုက်တော့ဘောနော်ဘာလို့လဲဆိုနောက်ထပ်အကောင်လေးတွေမထွက်လာမှဆိုလို့နောက်ထပ်ပေါက်စာလေးတွေကတတိလေးတွေကတအားမကြည့်တော့ဘူးလေသူစီမမီရောတာအရင်များပါကြီးနဲ့အဲကြောင့်သူတို့ဖြုတ်လိုက်ပါပြီအမေတောင်းမယ်ဘောနော်ဒီနေ့အတွက်တော့ကြိတ်မယ်ဒီနေ့တော့ဘောနော်တဖားတည်းတစ်လုံးခူလိုက်ပြီးကျန်တဲ့ပင်လေးတွေထွက်မှဆိုလို့ပြီးတော့ဘောနော်ကစုံရွက်လေးလည်းခူပါမယ်ကျမရဲ့ကစုံရွက်လေးတွေမထွက်လာမှဆိုလို့ဘောနော်ဒီကစုံရွက်လေးတွေခူတာပေါ့နော်မဟုတ်ရင်မထွက်လာမှဆိုလို့လေနော်နောက်အပင်လေးတွေမထွက်လာမှဆိုဒီလောက်ဆိုတော့ခူလိုက်ပါတော့မယ်ဆိုပြီးတော့စိတ်ပိုင်းဖြစ်ပြီးတော့ခူလိုက်ပြီပေါ့နော်ထထွက်လာပါစီပေါ့နော်ဒီလောက်အပင်လေးတွေအကုန်ခူတစ်ခါကြော်ပေါ့နော်ဟဲ့ခုစားもうちょっと多分ちゃんがこうチェックさばのとかこれကိုယ်တိုင်ချက်ပေါ့နော်ကိုယ်တိုင်ချက်ပေါ့ကိုယ်တိုင်ထွက်ကစုံရွက်ကလေးပေါ့နော်သူရဲ့ကြော်ဖို့ပေါ့နော်ကစုံရွက်လေးကခူးလိုက်တာအများကြီးပါတက်လာလို့ရတယ်အလေးကြော်တော့ဒီလိုမျိုးပါဒီလိုမျိုးဒါလေးပါတော့ဒီတော့ကလည်းဒါဟန်လောင်းကြည့်ရအောင်လည်းဒီလိုရှိတာလေးမထားရအောင်ချင်းပေါ်လေးနဲ့စားလေးနဲ့ဘာကတည်းကပြီးရတယ်ခုရှိစားလို့အကေမလို့စီမံနေတယ်စီမံနေတယ်အခုကတော့ကိုရဲ့ဒီမှာငရုတ်ပေါ့ပြီးမှန်ပေါ့နော်ငရုတ်ပေါ့အသီးလေးတရံခူပါမယ်